အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်26ရက်နေ့ဒီဇင်ဘာ26ရက်နေ့ရပါတော့ထိုင်းသတင်းတစ်ခုမှာပါတယ်သတင်းတစ်ခုကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ထိုင်းဖတ်တီပါတီကနေပြီးတော့နော်ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ဘတ်1000တန်နဲ့900တန်ဝေဆက်ကူဖြတ်သိမ်းမှုအစီအစဉ်တစ်ခုသူကြီးညာခဲ့တာပေါ့နော်ဆိုတော့အဲ့လက်ဆောင်ကြတာသူကအဂတိလိုက်စားမှုကိုတိုက်ဖြတ်ဖို့နဲ့တရားဝင်ငွေသားစီးဆင်းမှုတွေကိုသူကဒီပြပင်တားမြစ်ဖို့နောက်ဆက်ပေးဖို့ရည်ရွယ်တယ်ပေါ့နော်ဆိုတော့ပါတီခေါင်းဆောင်ဝရုံကနေပြီးတော့သူ့ရဲ့ဒီအဂတိလိုက်စားမှုတိုက်ဖျက်ရေးမူဝါဒကိုသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာမျှဝေခဲ့ပြီးတော့အဲ့ဒီငွေဆက်ကူတွေကတရားမဝင်ချမ်းသာကြုံရမှုကိုဖုံးကွယ်ဖို့နဲ့တရားမဝင်ငွေကြေးလုပ်ငန်းတွေလုပ်ကင်မှုအတွက်ထောက်ပံ့အများကြီးဖြစ်တဲ့အကြောင်းသူပြောကြားခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီငွေဆက်ကူတွေကိုဖယ်ရှားခြင်းอ่ะပေါ့နော်အဂတိလိုက်စားမှုကွန်ရက်တွေရဲ့ကျွန်တော်ငွေသားတွေပေါ့ငွေသားတွေသိမ်းဆည်းတာတွေကျွန်တော်ငွေသားတွေသိမ်းဆည်းမှုတွေလှည့်ပြောင်းခြင်းနဲ့လက်ပေးလက်ယူခြင်းအတွက်ပေါ့နော်အသုံးပြုခြင်းအတွက်ကနေပြီးတော့ကန့်သက်ပေးလိုက်မယ်လို့ဝရဝယုံကြည်တော့ပေါ့နော်ဆိုတော့အဲ့ဒါတွေကဘာလဲဆိုတော့ကျွန်တော်တို့ဒီခြေရခံမှုအရင်ခတ်တယ်ဗျdigital ငွေလွှဲပြောင်းနေတယ်မတူဘူးလေဗျာဆိုတော့အဲ့ဒါဘာလဲဆိုတော့ငွေသားတွေကိုသူတို့ကခုနလက်ပေးလက်ယူလူမှာမှုမှာငွေသားတက်သူကသွားပြီးတော့အောက်ကနေပြီးတော့နေပေါ့နော်လက်ပေးတဲ့အနေထားတွေမှာကျွန်တော်ခုန online ငွေလွှဲစနစ်လို့ပေါ့ခြေရခံမှုကခက်ခဲတယ်လေဆိုတော့အဲ့ဒါတွေအဲ့ကိစ္စတွေမှာသူကခုနငွေသားတက်အသုံးပြုတဲ့လူတွေတွေ့တာသူတို့အတွက်တော့အကောင်းဆုံးဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒီဝရုံကသူကပါပြောလို့ဆိုတော့အရင်ဖြစ်ချက်တွေပုံမှာအခြေခံသူပြောတာပေါ့နော်ဆိုတော့အရင်ပြက်တွေမှာသူကစုံစမ်းစစ်ဆေးတဲ့သူကပါတွေ့လဲဆိုတော့နိုင်ငံရေးသမားတွေရဲ့ကျွန်တော်တို့အိမ်ဒီမှာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီလျှို့ဝှက်ထားတဲ့အခန်းတွေမှာငွေသားတွေအမြောက်များကိုရှောက်ပြီးတွေ့ရှိခဲ့တယ်ပေါ့အဲ့ဒါကိုသူကအခြေခံပြီးတော့သူကကိုးကားဖော်ပြတယ်ဘတ်တန်100ကျော်တော့လွတ်သုံးစားမှုပြုမှုအတွက်ဒေသပေးခြင်းပြီးတော့ငွေကြေးဆိုင်ရာစမှုတွေပုံမှုပြင်းထန်တဲ့ပြစ်ဒဏ်တွေအပါဝင်ပေါ့နော်ပုံမှုကျေပြန့်တဲ့အဂတိလိုက်စားမှုတိုက်ပြည့်ရေးအစီအစဉ်ကိုသူကအချင်းချုပ်ဖော်ပြခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ငွေဆက်ကူတွေကိုနောက်တစ်ခါသူကငွေဆက်ကူတွေကိုနေပေါ့နော်ဖယ်ပြက်ခြင်းဟာသူ့နိုင်ငံမှာရှိတဲ့ယူသားတဲ့နိုင်ငံသားတွေကိုထိခိုက်မှုမရှိနိုင်တဲ့အကြောင်းသူကပြောကြားခဲ့တယ်ပေါ့နော်အဲ့ပြင်နိုင်ငံသားတွေအနေနဲ့လည်းပေါ့နော်အဂတိလိုက်စားတဲ့အရာရှိတွေကိုကျွန်တော်တရားစွဲဆိုနိုင်မှုလုပ်ပိုင်ခွင့်တွေပေးဖို့အတွက်သူကအဆိုပြုခဲ့တယ်ပေါ့နော်နောက်တစ်ခုအောင်မြင်တဲ့တရားဥပဒေဆိုင်ရာအရေးယူမှုပုံမှာပေါ့နော်ဆိုတော့ကျွန်တော်တို့စုပေးတဲ့စနစ်တွေကိုစုလက်တွေပေးဖို့အတွက်လည်းသူကအဆိုပြုခဲ့တယ်ပေါ့နော်ခုနကကျွန်တော်ပြောခဲ့သလိုသူ့ရဲ့ဒီငွေဆက်ကူတွေပဲပြတ်ခြင်းอ่ะပေါ့နော်ရိုးသားတဲ့နိုင်ငံသားတွေထိခိုက်မှုမရှိကြောင်းသူကပြောတယ်ဆိုတာဘာကြောင့်လဲဆိုတော့သူကဒီအများစုကကျွန်တော် digital ဘဏ်လုပ်ငန်းကိုအသုံးပြုကြတာပေါ့နော် online နေငွေပြီးတော့ထုတ်တယ်သွင်းတယ်အဲ့လိုလုပ်ကြတယ်ပေါ့အများစုကလေဒါပေမဲ့ကျွန်တော်တို့ဘယ်လိုဖြစ်ဖြစ်ငွေသားတွေတက်တက်ကိုပဲလက်ထက်မှာကင်ပြီးတော့သုံးကျင်တဲ့တက်ကြီးကျော်တွေအတွက်ကြတော့ကျွန်တော်တို့ငွေဆက်ကူငယ်လေးတွေပေါ့နော်ခုနရာတန်တို့50တန်တို့လုံလောက်ပါတယ်ပေါ့သူကဆိုလို့လာမယ့်3လအတွင်းမှာသူကအကောင့်တဲတကယ်လို့ပေါ်ခဲ့မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီခုနအဆိုပြုချက်ပေါ့နော်ဆိုတော့အဲ့ဒီငွေသားပမာဏမြောက်များစွာကိုအနံ့မှုအတွက်လာကြလိမ့်မယ်ဆိုတော့အဲ့လိုလာတဲ့အခါမှာသူငွေရဲ့အရင်းမြစ်ကိုသူကဒီငွေရဘယ်ကလာတာလဲဆိုတော့သူရဲ့ငွေရဲ့အရင်းမြစ်ကိုပေါ့နော်ပေါ်ပြဖို့ကြီးညာဖို့လိုအပ်တယ်လို့နောက်တစ်ခုကတင်းလျော်တဲ့အခွန်ပေါ့နော်သတ်မှတ်ထားတဲ့အခွန်တွေပေးဆောင်မှုတွေလိုအပ်မယ်သူကပြောတယ်ဆိုတော့အဲ့လိုသူ့ရဲ့ဒီထုတ်ပြန်ကြေညာနဲ့ပတ်သက်ပြီးတော့ online မှာပြန်လည်ပြီးတော့တုတ်ပြန်မှုတွေအများကြီးရောထွေးနေတယ်ပေါ့နော်ချို့ကြတော့သူ့ကိုအစိုးနဲ့အကောင်းပေါ့နော်ဝေဖန်မှုတွေရှိနေတယ်ပေါ့တချို့ကကြတော့သူ့ရဲ့ဒီအဆိုပြုချက်တွေကရဲရဲမှုရှိတယ်ပါညာပေါ့ကြီးကြီးကြဆိုချို့ကြတော့လည်းတကယ်လက်တွေ့ကြအောင်ပေါ့ဒါဖြစ်နိုင်ခြင်းရှိပေါ့နော်နောက်တစ်ခုကဒီပြည်သူတွေအနေနဲ့တကယ်ကြုံတွေ့လာနိုင်ရတဲ့အနေအထားတွေပေါ့နော်အစမပြေမှုတွေဆိုမိကုံထုတ်ခဲ့တယ်ပေါ့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပါသူကတော့ဒီခုနငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်တရားမဝင်ငွေကြေးစီစဉ်မှုတွေအဂတိလိုက်စားမှုတွေကိုပိတ်ပင်ဖို့အတွက်သူအဓိကရွေးပြီးလုပ်ခဲ့တာပေါ့နော်ဒါထားပါတော့ဒါပေမဲ့ခုနပြောကိုအဲ့ဒီရဲ့ကျိုးဆက်အနေနဲ့ကိုမြန်မာနိုင်ငံသားတွေပေါ့နော်ထိုင်းမှာရှိတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့တစုံတရာကျိုးတက်ရောက်မှုရှိကောင်းရှိလာနိုင်တယ်ပေါ့နော်အဲ့ဒါကျွန်တော်အကြံတစ်ခုပေးချင်တာကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာရှိတယ်အဓိကတော့ခုနလက်လုံးသက်စားသမားတွေကတော့အဲ့လောက်ဒီငွေကြေးတိုင်းတာ900 1000တန်တွေကိုလက်ထက်မှာရှိဖို့ကတော့
ရှိကောင်းရှိမှာပေါ့နော်နဲမှာပါဒါပေမဲ့ဘယ်လိုဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းရှင်တွေပါရင်လုံနေလူတွေကြတော့ကိုယ့်လက်ထဲမှာ900တန်ထောင်တန်တွေကိုငွေသားပြစ်မထားဘဲနဲ့ကိုလိုတလောက်ပဲလက်ပတ်ဖို့လုပ်ငန်းလက်ပတ်ဖို့နဲ့သုံးဆွဲဖို့တက်လောက်ပဲလက်ထဲမှာထားပြီးတော့ပေါ့နော်ကျန်တဲ့ငွေတွေကိုဗန်မှာအနှံထားတဲ့တယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်sorry ကျွန်တော်နောက်တစ်ခုမေ့တော့မလို့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲရက်လက်အနေနဲ့ပတ်သက်လို့ပေါ့နော်ဒါကတော့ကျွန်တော်လည်းပြောရမှာနည်းနည်းပြင်းတယ်ဗျဆိုတော့အဲ့တော့ခုနကပြောသလိုပေါ့တခြားသတင်းဌာနတွေကထုတ်ပြန်ကြေညာချက်တွေကိုပဲနားထောင်ကြပါလို့ကျွန်တော်ပြောချင်ကျွန်တော်ကတော့ပြောမှပြင်းလို့အဲ့ဒီမြန်မာရွေးကောက်ပွဲအခြေအနေပတ်သက်မပြောတော့ပါဘူးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ဆုံကြအောင်